iPad ခွန်ရှိကိုမှာဂိုးရလက်စုံမပဲဖြစ်ဖြစ်ယူရိုပေါက်ကြီးနဲ့အသင်းတွေရဲ့အနိုင်ရှုံးရလက်တွေပဲဖြစ်ဖြစ်လောင်းလို့ရပါတယ်စိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်399489393844ကိုယခုပဲဆက်သွယ်လိုက်ပါရှင်ပြထားတဲ့အတိုင်း off event and 1မြောက်2နေရာလေးကိုနှိပ်လိုက်ပါပြီးရင်အလဲက main page မှာဒီလိုပေါ်လာပါလိမ့်မယ်အရှိမရေးပြထားတဲ့အသင်းကတော့အမြဲတမ်းအင်ရှင်အသင်းဖြစ်ပါတယ်တကယ်လို့ဈာပွဲမှာကန်ရတယ်ဆိုရင်လေအရှိမရေးပြထားတဲ့အသင်းကိုအင်ရှင်အသင်းလိုပဲမှတ်ယူရပါမယ်အနောက်ကတော့ဧည့်သည်အသင်းဖြစ်ပါတယ် full time မိနစ်60ပွဲချိန်ပြည့်နဲ့ first set ပထမပိုင်း45မိနစ်စာအတွက်ဆိုပြီးကော်လန်2ခုရှိပါတယ်သူ့အောက်မှာရေးထားတဲ့ off ဆိုတာနှစ်သင်းပေါင်းသွင်းကိုမာကနန် event ဆိုတာနှစ်သင်းပေါင်းသွင်းကိုစုံကနန်တစ်ဆိုတာအင်ရှင်အသင်းအနိုင်အမြောက်ဆိုတာတရေနှစ်ဆိုတာဧည့်သည်အသင်းအနိုင်ဖြစ်ပါတယ်ပထမပိုင်း45မိနစ်စာအတွက်လောင်းကျင်နေဆိုရင်လေဒီသဘောတိုင်းပဲသွားပါတယ်ပထမဦးဆုံးပွဲစဉ်မှာမိနစ်60ရလက်ကိုမာကနန်ဖြစ်မယ်ထင်လို့လောင်းကြည့်ပါမယ် off အောက်က1.339ကိုနှိပ်ပါဘယ်ဘက်ချက်မှာဒီလိုပေါ်လာပါလိမ့်မယ် state နေရာမှာကိုလောင်းကျင်တဲ့ပမာဏထည့်လိုက်ပါ browser ဘက်ကိုနှိပ်ပါ okay နှိပ်ပါပြီးရင် okay ထပ်နှိပ်ပါတယ်ဘယ်ဘက်ချက်မှာအစိမ်းအောင်စာလုံးနဲ့ accept တက်ပေါ်လာရင်လောင်းလို့ပြီးပါပြီဒီလိုပါပဲတခြားဟာတွေလောင်းကြည့်ရင်သူတို့နဲ့တန်းနဲ့ရှိတဲ့ off အစတွေကိုနှိပ်ရပါမယ်အင်ရှင်အသင်းနိုင်မယ်လို့ယူဆရင်တစ်အောက်မှာရှိတဲ့ off ကိုနှိပ်ပြီးလောင်းရပါမယ်တရေကြမယ်ယူဆရင်အမြောက်အောက်က off ကိုနှိပ်ပြီးလောင်းရပါမယ်အဝေးကွင်းအသင်းအနိုင်ဆိုရင်နှစ်အောက်က off ကိုနှိပ်ပြီးလောင်းရပါမယ်ကျမဒီပွဲကိုတရေကြမယ်ထင်လို့လောင်းကြည့်ပါမယ်3.5ကိုနှိပ်ရပါမယ်3.5ဆိုတာအစ off ကိုခေါ်တာပါတကယ်လို့1 unit လောင်းလို့နိုင်ရင်3.5 unit ပြန်ရပါမယ်ခုနလိုပဲ unit ထက် browser နှိပ် okay နှိပ်ပါ okay ထပ်နှိပ်ပါ upset တဲ့အစိမ်းရောင်လေးပေါ်လာရင်အောင်မြင်စွာလောင်းလို့ပြီးပါပြီပထမပိုင်းအတွက်45မိနစ်စာလောင်းကျင်နေဆိုရင်လေဒီသဘောတိုင်းပဲသွားပါတယ်စုံမယူရိုကြီးနဲ့အနိုင်ရှုံးတရေလောင်းကြီးကလည်းဂျာပါပဲစိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်399489393844ကိုယခုပဲဆက်သွယ်လိုက်ပါရှင်